မင်းကလေးတယောက်ဟာသူမရဲ့စကိတ်ပုတ်ကိုမတော်တဆကန်ထုတ်မိသွားတယ်။အဲ့ဒီအချိန်မှာပဲကြီးမားတဲ့အမီးတစ်ခုကစကိတ်ပုတ်ကိုသူမစီပြန်တွန်းပေးလိုက်တာ။မင်းကလေးမောကြည့်လိုက်တော့တစ်ပင်ပေါ်မှာကြီးမားတဲ့မွေဟောက်ကြီးတစ်ကောင်ဖြစ်နေတာပေါ့။မွေကြီးကမင်းကလေးစီတွားလာခဲ့တယ်။သူ့ရဲ့အမီးမှာတော့မြားတစ်ဆောင်စိုက်နေတာ။မင်းကလေးကရှေ့တိုးပြီးအကူအညီပေးခဲ့တယ်။မွေကြီးကနာကျင်မှုကိုအောင့်ရဲခံပြီးနောက်ဆုံးတော့မြားကိုဆွဲထုတ်နိုင်ခဲ့တာပေါ့။မွေကြီးဟာမင်းကလေးကိုအရန်ကျေးဇူးတင်သွားခဲ့တယ်။ကံမကောင်းစွာနဲ့ပဲမင်းကလေးဟာလူကုန်ကူးသူ2ယောက်ရဲ့ပြန်ပေးဆွဲခြင်းကိုခံလိုက်ရတယ်။သူတို့ကားမောင်းထွက်တော့မဲ့အချိန်မှာပဲမွေကြီးကလမ်းပိတ်ထားလိုက်တာ။အဲ့ဒီလူ2ယောက်ကမွေကြီးပိုက်စားနေတဲ့အထင်နဲ့မင်းကလေးကိုကားအပြင်တိုးထုတ်လိုက်ပေမဲ့မွေကြီးကသူမကိုရံမမူခဲ့ဘူး။အဲ့ဒီအစားကားတစ်စီးလုံးကိုပတ်လဲဝိုင်းပတ်ပြီးဝါမျိုးပစ်လိုက်တော့တာပဲ10နှစ်ကြာသွားတဲ့အခါမှာတော့မင်းကလေးဟာအရွယ်ရောက်လာခဲ့ပြီ။မွေကြီးဟာလည်းသူမရဲ့အရင်ကြီးဆုံးတငယ်ချင်းဖြစ်နေခဲ့တာပေါ့။တနေ့မှာတော့လူရုပ်မာတစုကမွေကြီးကိုဖမ်းဖို့တောထဲကိုကျူးကျော်ဝင်ရောက်လာကြတယ်။ဆရာဝန်တယောက်ကတော့တောရဲ့တလေးကိုလေးစားတဲ့အနေနဲ့မွေရေခွန်းရှိမှတူးထောက်ခဲ့ပေမဲ့လူဆိုးတယောက်ကသူ့ကိုမြေပြင်ပေါ်ကန်ချလိုက်တယ်။အဲ့ဒီမြင်ကွင်းကိုမွေကြီးကသတိထားမိသွားပြီးရေအောက်ကနေချောင်းမြောင်းတိုက်ခိုက်တော့တာပဲ။လူဆိုးတွေရေထဲပြုတ်ကြပြီးဒဏ်ရာအပြင်းထန်ရသွားကြပေမဲ့ဆရာဝန်ကိုတော့မွေမျိုးသမီးကတိတ်တဆိတ်ကယ်တင်ပေးခဲ့တယ်။တောထဲမှာတိုက်ပွဲတွေပြင်းထန်လာပြီးမွေကြီးဟာလျှက်စစ်ကြိုးတွေနဲ့ချီနှောင်ခြင်းခံလိုက်ရတယ်။အရေးကြီးတဲ့အချိန်မှာမိန်းကလေးကဂျားထဲကနေခုံအုပ်ပြီးအသက်အန္တရာယ်ဖြစ်စေမဲ့မြတဆောင်ကိုကောက်ွယ်ပေးခဲ့တာကြောင့်မွေကြီးဒေါသထွက်ပြီးလူတိုင်းကိုချက်ချင်းအနိုင်ယူလိုက်တော့တယ်။အဲ့ဒီနောက်မှာတော့လူငယ်ဆရာဝန်ကမိန်းကလေးကိုကယ်တင်ပြီးအိမ်ခေါ်သွားခဲ့တယ်။သူ့ရဲ့ပြုစုမှုအောက်မှာမိန်းကလေးဟာလူသားတွေရဲ့ဘဝကိုပြန်လည်အသားကျလာခဲ့ပြီးလူတွေနဲ့စတင်ဆက်သွယ်နိုင်လာခဲ့တယ်လို့သူတို့2ယောက်ကြားမှာလည်းတန်ရောစင်တွေတိုးလာခဲ့တာပေါ့။အဲ့ဒီအချိန်မှာမွေကြီးရဲ့ဒဏ်ရာတွေပျောက်ကင်းသွားပြီဖြစ်လို့မိန်းကလေးကိုရှာဖို့မြို့ထဲကိုပြန်ဝင်လာခဲ့ပြန်တယ်။ဒါပေမဲ့လူရုပ်မာတွေကမွေကြီးကိုမျှခေါ်ဖို့မိန်းကလေးကိုပြန်ပေးဆွဲလိုက်ကြတာ။မိန်းကလေးရဲ့အကူအညီတောင်းတန်ကိုကြားရခြင်းမွေကြီးရောက်လာခဲ့ပေမဲ့မိန်းကလေးကိုလျှက်စစ်တအားတွေဝိုင်းနေတဲ့တန်လောင်အိမ်ထဲမှာပိတ်ထားတာကိုတွေ့လိုက်ရတယ်။မွေကြီးဟာတွန်းဆုတ်မနေပဲတန်လောင်အိမ်ကိုဝင်တိုက်ပေမဲ့လျှက်စစ်လျှော့ဖြစ်ပြီးမူးလဲသွားခဲ့ရတာပေါ့။လူရုပ်မာတွေကမွေကြီးကိုခွဲစိတ်စစ်ဆေးဖို့ပြင်ကြတဲ့အခါမှာတော့ဒီမွေကြီးဟာတက်တန်း350ရှိနေပြီဆိုတာသိသွားပြီးသူတို့ခေါင်းဆောင်ကအရန်ပျော်နေခဲ့တာ။သူတို့အာယုံလွဲနေတော့မှပဲဆရာဝန်ကလှောင်အိမ်ကိုတိတ်တဆိတ်ဖွင့်ပြီးမိန်းကလေးနဲ့အတူထွက်ပြေးခဲ့တယ်။မိန်းကလေးနိုးလာတဲ့အချိန်မှာမွေကြီးလည်းမျက်လုံးပွင့်လာခဲ့ပြီးသူ့ရဲ့ဒဏ်ရာတွေကအလင်းအမြန်ပျောက်ကင်းသွားသလိုလူတွေရဲ့ကြည်စံတွေကလည်းသူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး။နောက်ဆုံးမှာတော့မွေကြီးကလူရုပ်မာအားလုံးကိုအနိုင်ယူပြီးမိန်းကလေးနဲ့သူမရဲ့ချစ်သူကိုပါကယ်တင်နိုင်ခဲ့တယ်။အဲ့ဒီနောက်မှာတော့သူတို့3ယောက်ဟာတောထဲမှာအတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။